ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်တော့ညီတို့ရဲ့ဒီနေ့ခန္ဓာအစီအစဉ်ကိုစတင်ပြီးတော့မဖွင့်လင့်ခင်မှာကိုပီတာမလည်းတချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ကိုပိုင်တန်စင်လေးနဲ့အားလုံးကိုဖျော်ဖြေတင်ဆက်မှာဖြစ်ပါရဲ့ရှင်ကိုပီတာအတွက်လက်ခုပ်တံများနဲ့ကြိုဆိုပေးပါအောင်ရှင်အခိုက်တန်လီမှာပေါင်ခွင့်ရတာအထူးပြင်ကြီးစိုးတင်ရှိပါတယ်ဒီတချင်းလေးကကျွန်တော်ကိုယ်ရေးဆက်ထားပြီးတော့မှကျွန်တော်ကိုယ်ဒီဖန်တီးထားတဲ့တချင်းလေးဖြစ်ပါတယ်တချင်းလေးရဲ့ခေါင်းစဉ်ကမာရသွန်ရဲ့ရည်ခွန်းလို့မြင်ရပါတယ်Oh,